အာသနာတော်နှစ်2562နှစ်ကောဇာတက္ကရာ1389ခုနှစ်တော်သရင်လာဆန်း8ရက်2019ခုနှစ်ဩဂုတ်လ29ရက်ပါဠိတော်ဒေသကြီးအမရပူရမြို့နယ်အမရပူရမြို့စင်စွယ်ပွတ်ရက်ွက်အရှိပတိယကျင်းလဲဆက်မြတ်စွာဘုရားဓမ္မဗိမာန်တော်ကြီးအတွင်ဆင်ကျင်းပပြုလုပ်အပ်သည်အမရပူရမြို့နယ်လုံးဆိုင်ရာမလွန်ဆန်အလှတော်တင်းတော်အဖွဲ့ကြီး၏ပထမကျင်းမြောက်ဓမ္မပူဇာအထူးဓမ္မသဘင်ခန္ဓာ၌အမရပူရမြို့ဘိုးတော်ရက်ွက်ကိုထွန်းလင်းအောင်မဝါဝါနုသားမောင်ဖုံးမြင့်အောင်သမီးမတ်သိင်္ဂီဝင်းဝါရွှေစုပိုးဒီချီတဲ့ရောင်းဝယ်ရေးမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမထေမြတ်တို့ဤအမတ်တရစကားများအပိုင်း6တရားဒေသနာတော်ဒီကနေ့ညတော်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုခါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီပါလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေတဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမိတ္တကြီးမာသမိသာနှင့်တထာဇနီဆွန်ញကြီးဟုကျက်တိထဝေငါးသက်အစုအလုံးခဲရင်သောမူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေပြလုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍကျိန်ခံများစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမထေမြတ်တို့ဤအမတ်တရစကားများအပိုင်း6မြတ်ဗုဒ္ဓဤထူးချွန်ထက်မြက်တဲ့တပိသာဝကကြီးများသူတို့ဘဝနဲ့ဆက်ဆက်ပြီးပြောကြားခဲ့တဲ့အမတ်တရစကားတွေဟာအလွန်ပဲမှတ်သားစရာကောင်းလို့ဘဝသင်္ကန်းစာယူပြီးတော့လိုက်နာကျင့်သုံးနိုင်ကြရအောင်မထေမြတ်တို့ရဲ့အမတ်တရစကားများကိုမှတ်သားနာယူချမှာဖြစ်တယ်ဒီကနေ့တိတဝနိယမထေမြတ်ရဲ့အမတ်တရစကားကိုကြည့်ကြရအောင်
တိတဝနိယဆိုတာအမည်နာမမဟုတ်ဘူးတိတဝနလို့ဆိုတဲ့တောအုပ်ထဲမှာသတင်းသုံးနေထိုင်လို့နေထိုင်လိရှိသည့်အတွက်ကြောင့်နေရာဌာနအမည်ကိုဆွဲပြီးတော့တိတဝနိယတိတဝနတောမှာသတင်းသုံးနေထိုင်လူဆိုတဲ့အမည်နာမနဲ့စာပေကျမ်းကမှာမှတ်တမ်းတင်လာတာဖြစ်တယ်ထိုပရိမြတ်ရဲ့အမည်နာမကတော့တံဗုဒ္ဓလို့ခေါ်တယ်အဲဒီတံဗုဒ္ဓမထေရမြတ်ရဲ့အမှတ်တရစကားလေးကိုမှတ်သားချရမယ်ယောတိတဝနံဥပကာဘိက္ခုဧကောတန္တုတ်တိတောတမဟိတောဝိစိတာဝီအပေဒဗယလောမဟံသောအပေဒလောမဟံသောရက္ခံကာယကတတတေဓိတိမာလို့သူပါဠိဘာသာနဲ့ပြောလိုက်တဲ့အမှတ်တရစကားလေးပါသူကိုယ်တိုင်ကျင့်ကြံကြိုးကိုအထုတ်ခဲ့တဲ့တရားထိုကျင့်ကြံကြိုးကိုအထုတ်ခြင်းကြောင့်ရရှိလာတဲ့သူ့ရဲ့စွမ်းရည်တတ္တိဓမ္မဂုဏ်တတ္တိတွေကိုဖော်ပြတဲ့စကားလေးတစ်ခုဖြစ်တယ်ပေါ့နော်တိတဝနလို့ဆိုတဲ့တောအုပ်ကြီးကိုချင်းခတ်ပြီးတော့တပါးတည်းရောင်ရဲတင့်တိမ်မှုအပြည့်အဝနဲ့တမာတိရှိရှိကျင့်ကြံကြိုးကိုခဲ့အထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ကာယကတတိကမ္မထံကိုအလေးနဲ့ထားပြီးတော့မိမိရဲ့စိတ်ကိုကာယကတတိကမ္မထံဖြင့်ထိန်းကျောင်းပြီးကိလေသာတွေကိုအနိုင်ရလိုက်တဲ့ယဟန်တော်ဟာကျက်သိမ်းမွေးညင်းထားခြင်းဆိုတဲ့ကြောက်ရွံ့စိုးထိတ်ခြင်းလုံးဝကင်းတဲ့အနေအထားမျိုးတစ်ခုရောက်ပါတယ်လို့တော့တိတဝနဆိုတဲ့တောအုပ်ကြီးကကြောက်မဲ့ဖွယ်ရကောင်းတဲ့တောအုပ်အဲ့ဒီကြောက်မဲ့ဖွယ်ရကောင်းတဲ့နေရာမှာနေပေမဲ့လို့သူဟာကြောက်စိတ်တစိမ့်မှမရှိဘူးအဲ့ဒါလိုကြောက်စိတ်မရှိတာဟာဘာကြောင့်လဲလို့ဆိုရင်ကာယကတတတိကမ္မထံကိုနေ့စဉ်နဲ့အမျှတမာရိယသည့်ထီအောင်ကျင့်ကြံကြိုးကိုပွားများအထောက်ခဲ့လို့ကိလေသာတွေကိုအောင်နိုင်လိုက်သည့်အတွက်ကြောင့်သူဟာจิตသိမ်းမွေးခြင်းထခြင်းဆိုတဲ့ကြောက်ရွံ့ခြင်းဟာလုံးဝကင်းသွားဘုန်းကြီးတို့တွေလောကလူသားတွေအားလုံးဟာမြည်မြပဲတတ္တိရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကြောက်လန့်ခြင်းจิตသိမ်းမွေးခြင်းထခြင်းဆိုတာဖြစ်တယ်။ဘာကြောင့်ဖြစ်လဲလို့ဆိုလို့ရှိရင်ဒေါသမကင်းလို့ဖြစ်တာ။ဒေါသဆိုတဲ့ကိလေသာရဲ့အရှိန်ညောင်းမို့လို့လူတွေဟာကြောက်ကြ။ဒေါသကဘာကြောင့်တည်မြဲနေရတယ်လဲလို့ဆိုရင်ကိုယ့်ကိုယ်တွေ့တာမှုလောဘအခြေခံထားတယ်အမှန်မသိမှုမောဟကဖုံးအုပ်ထားတယ်ဒါကြောင့်မို့မောဟဖုံးအုပ်ထားသည့်အတွက်ကြောင့်လောဘကတွေ့တာတယ်တွေ့တာမှုကိုအခြေပြုပြီးတော့ဒေါသတွေဖြစ်တဲ့အခါမှာကြောက်ရွံ့စိုးရိမ်မှုဆိုတာလူတိုင်းမှာရှိတယ်จิตသိမ်းမွေးခြင်းထားတယ်ကြောက်တယ်အကြောက်ပြေအောင်လူတွေဟာမျိုးမျိုးလုပ်ကြကြောက်တာကိုအကြောက်ပြေအောင်လုပ်တဲ့နည်းတွေနဲ့လူတွေဟာရဲစွမ်းတတ္တိရဲစိတ်တင်ကြတယ်ပေါ့မဟုတ်တဲ့နည်းတွေနဲ့ရဲစိတ်တင်ကြတာလည်းရှိတယ်တကယ်ကိုဒီတိတဝနိယဆိုတဲ့ပုဂ္ဂိုလ်သူများကတော့မှန်ကန်တဲ့နည်းနဲ့သူ့ကိုရဲစိတ်တင်ထားတာဖြစ်တယ်ရဲစိတ်တင်ထားသည့်အတွက်ကြောင့်ကြောက်လန့်ခြင်းစိုးရိမ်ခြင်းလုံးဝမရှိဘူးဒါကိုသူ့ကိုယ်သူကြောက်ရွံ့ခြင်းကင်းတာဟာဂုဏ်တတ္တိတစ်ခုဖြစ်ဖော်ပြတာရဲစွမ်းတတ္တိရှိတယ်လောကမှာမိုးချိုးပြစ်တံကိုကြားတော့လဲ
ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘူးဆိုတဲ့သရဝါတွေရှိတယ်ပေါ့ဆင်အာဇာနီတို့မြဲအာဇာနီတို့ချင်းသေးတို့ဆိုတာအလွန်ကြောက်ဝဲဖွယ်ကောင်းတဲ့အတန်လေးကြားတော့လည်းပဲထိတ်လန့်တုန်လှုပ်မှုမရှိကြဘူးတဲ့ဘာဖြစ်လို့သူတို့ထိတ်လန့်တုန်လှုပ်မှုမရှိဘူးတော့ဆိုရင်အတ္တလွန်ကဲလို့တက္ကာယဒိဋ္ဌိလွန်ကဲလို့ကိုယ်ကိုယုံကြည်ပြီးတော့အတ္တမာနတွေလွန်ကဲနေသည့်အတွက်ကြောင့်သူဟာမကြောက်တာလို့သူတို့ဆိုတယ်ယန္တာပုဂ္ဂိုလ်တွေဟာလည်းပဲအဲ့ဒါကြောင့်မဲ့ဖွယ်ရကောင်းတဲ့မိုးကြိုးတန်တွေကြားတော့လည်းပဲကြောက်ရွံ့ခြင်းကြက်သိမ်းမွေးခြင်းထခြင်းဆိုတာမရှိဘာကြောင့်မရှိလဲလို့ယန္တာပုဂ္ဂိုလ်တွေကတက္ကာဒိဋ္ဌိကအစဒေါသဆိုတဲ့ကိလေသာမှန်သမျှအကုန်ကင်းသွားသည့်အတွက်ကြောင့်ယန္တာပုဂ္ဂိုလ်တွေကျတော့ကြောက်စိတ်လုံးဝမရှိဘူးအဲ့တော့ကြောက်တယ်လန့်တယ်ကြက်သိမ်းမွေးခြင်းထတယ်ဆိုတာဟာဆရာစိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှိတယ်သူသဖြင့်တော့ကိလေသာအသွားမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာကြောက်ရွံ့ဆိုးထိတ်တတ်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒါကြောင့်ဒီနေရာမှာရဲစွမ်းတတ္တိအပြည့်အဝရှိအောင်ဘယ်နေရာရောက်ကြောက်ရွံ့ဆိုးလန့်မှုမရှိအောင်ကိုယ့်ရဲ့စိတ်ရဲ့စွမ်းအားတွေပြည့်အောင်ဘယ်လိုလုပ်တယ်ဆိုတာကိုဒီမှာဖော်ပြထားတဲ့သဘောတရားတစ်ခုရက္ခံကာယကတတတေဒီတိမှာလုံလဝိရိယရှိနဲ့ကာယကတတတိကိုဝတ္တနာမှာဖြစ်အောင်ထိန်းကျောင်းပြီးကာယကတတိကမ္မထံကိုအခြေခံလို့ဇန်နေရပြီးတဲ့အခါမှာထိုဇန်တရားတွေရဲ့သဘာဝလက္ခဏာတာဝဉ္ဇလက္ခဏာလို့ဆိုတဲ့ဖြစ်မှုပြမှုတွေကိုရှုမှတ်ပွားများပြီးကိလေသာတွေကုန်အောင်ကိလေသာတွေကိုအနိုင်ယူထားတဲ့ယဟန္တာပုဂ္ဂိုလ်တွေဟာအပိတလောမဟံတော်စတိမွေးခြင်းထားခြင်းကြောက်လိုက်ခြင်းဆိုတာလုံးဝကင်းသွားတယ်လို့သူဆိုစိတ်ဓာတ်ကြံ့ခိုင်မှုရရှိသွားချိုးစားအထုအဲ့ဒီမထေမြတ်ဟာသူကိုယ်တိုင်ကျင့်ကြံကြိုးကိုအထုခဲ့တဲ့ကာယကတတိကမ္မထံအကြောင်းဥတည်ပြီးတော့အမတ်တရားစကားကိုပြောခဲ့တာဖြစ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကသူလိုရဲစွမ်းတတ္တိနဲ့စတိမွေးခြင်းထခြင်းခင်းပြီးရဲစွမ်းတတ္တိအပြည့်အဝရအောင်ဘာလို့ရမလဲဆိုရင်ကာယကတတိကမ္မထံကိုအထုပါလို့ဒီလိုတိုက်တွန်းတဲ့သဘောပဲသူကာယကတတိကမ္မထံကိုအထုခြင်းအပြင်ရဲစွမ်းတတ္တိရှိတယ်ဒါကြောင့်ဝိသုဒ္ဓိမေထေကရာမှာလည်းပဲကာယကတတိကမ္မထံရဲ့အကျိုးကိုဖော်ပြတဲ့အခါမှာဘယဘေရဝသဟောကြောက်เสียအာယုန်တွေကိုသိခံနိုင်စွမ်းရှိသွားကြောက်ရွံ့ထိတ်လန့်ခြင်းမရှိတော့ဘူးကာယတတိကမ္မထံကိုကြိုးပမ်းအထုတ်မယ်ဆိုလို့ရှိရင်ဒါဟာရဲစွမ်းတတ္တိအပြည့်အဝရရှိစေနိုင်တဲ့နိလန်တစ်ခုဖော်ပြထားတာဖြစ်တယ်သူကိုယ်တိုင်ကြိုးပမ်းအထုတ်လို့ရလာတဲ့စွမ်းရည်တတ္တိကိုအများကိုမျှဝေတဲ့အနေနဲ့ဒီမထေမြတ်ကအမှတ်တရစကားကိုပြောတာဖြစ်တယ်ပေါ့အေးဒီတိတဝနိယဆိုတဲ့မထေမြတ်ဟာဘယ်ပုဂ္ဂိုလ်လဲဘာတွေလုပ်ခဲ့တယ်လဲသူ့ရဲ့ဘဝကိုတစ်စိတစ်စောင်းကြည့်ကြရအောင်လောကလူသားတွေဟာသရဝါတွေဟာတန်မြာထဲမှာတဘဝကနေတဘဝတန်မြာခရီးကိုတွားနေကြအဲ့ဒီလိုတန်မြာခရီးသွားတဲ့အခါမှာအခွင့်ကောင်းကြုံလို့ကုသိုလ်ကောင်းမှုတစ်ခုရလိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတန်မြာကလွတ်ဖို့ဆိုတဲ့ထွက်ပေါက်တစ်ခုကိုရသွားနိုင်တယ်
ဆိုပါစို့အခုဘုန်းကြီးတို့တွေဟာမြတ်စွာဘုရားသာသနာနဲ့ကြုံပြီးတော့တရားဓမ္မတွေကြားနာခွင့်ရတာထွက်ပေါက်တစ်ခုရဖို့အခွင့်အရေးကြီးတစ်ခုဖြစ်လာတယ်။သို့သော်ဒီအခွင့်အရေးကြီးကိုအသုံးမချဘူးဆိုရင်တော့ထွက်ပေါက်ရမှာမဟုတ်ဘူး။ဒီအခွင့်အရေးကြီးရဲ့တန်ဖိုးကိုသိပြီးအခွင့်အရေးကိုစ조사အထောက်မယ်။မှန်ကန်စွာအသုံးချသွားမယ်ဆိုရင်တိတဝနိယမထေရတို့ထွက်ပေါက်ရသွားတယ်လို့တန်မြာမှာထွက်ပေါက်တစ်ခုရရှိသွားကြမှာဆိုတာသိကြတယ်သူ့ရဲ့ဘဝဟာဘယ်ချိန်ကစပြီးတော့မှတ်တမ်းတင်တာခံရတယ်လေလို့ဆိုလို့ရှိရင်118နှစ်မြောက်118ကဘာမြောက်ဒီဘဂဝါကပြန်ရည်တွက်လိုက်လို့ရှိရင်118ကဘာညာတော့အဖြစ်ဂေါတမဗုဒ္ဓရဲ့တပည့်တာဝကတွေဟာအတိတိမဟာတာဝကရဟန္တာအရှင်မြတ်တွေလက်ဝဲတော်ရံ40လက်ရတော်ရံ40ဆိုတဲ့အတိတိမဟာတာဝကရှင်သာရိပုတ္တရာရှင်မဟာမောဂလန်တို့မှတပါးကျန်တဲ့ရှင်မကတ္တဗစတဲ့မထေမြတ်တွေဟာဘုရားဗုဒ္ဓရမြတ်စွာဘုရားကဘာတသိန်းတက်ကပွင့်တော်မူတဲ့ဘုရားဗုဒ္ဓရမြတ်စွာဘုရားထံမှာကုသိုလ်ကောင်းမှုပြုပြီးတော့စုပန်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ပေါ့အဲ့တော့ဒီတိတဝနိယဆိုတဲ့မထေမြတ်ကဘုရားဗုဒ္ဓရဘုရားလက်ထက်မှာမတန်းတင်ခြင်းမခံရသေးတော့သူဟာလည်းပဲမဟာတာဝကထဲမှာမပါဘူးလို့မဟာတာဝက80ထဲမှာမပါဘူးသူ့ဘဝဟာစတင်ပေါ်လာတာတော့118ကဘာမြောက်ဒီကဘာကနောက်ပြန်ရေးတွက်လိုက်တဲ့အခါ118ကဘာမြောက်အထဓာတ်တိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူခဲ့တယ်သူလည်းကံကောင်းခြင်းတစ်ခုသူလူဘဝဖြစ်တဲ့အခိုက်မှာလူလောကမှာအထဓာတ်တိလို့ခေါ်တဲ့မြတ်စွာဘုရားပွင့်ထုံးပေါ်ပေါက်ပြီးတော့နေတယ်ဖះပွင့်တယ်ဆိုတာဖះဆိုတဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲအလုံးသိကြတဲ့အတိုင်းဖះဆိုတဲ့ပုဂ္ဂိုလ်လမ်းပြเสียမလို့ပဲမိမိကိုယ်ပဲဉာဏ်နဲ့သိတယ်ဆိုတဲ့သမတမုဒ္ဒအကျင့်နဲ့လည်းပြည့်စုံတယ်အကျင့်ကိုအမိပြုပြီးတော့အသိဉာဏ်နဲ့လည်းပြည့်စုံတယ်ဆိုထူးခြားတဲ့အကျင့်ထူးခြားတဲ့အသိဉာဏ်တွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်လမ်းဆုံးပန်းတိုင်ဆိုတဲ့နိဗ္ဗာန်ကိုရောက်ပြီးသားပုဂ္ဂိုလ်လည်းဖြစ်တယ်ဟောဒီအရေးချင်းတွေဟာဖယားမှန်တရားတို့ရဲ့အရေးချင်းတွေတခြားအရေးချင်းတွေအများကြီးရှိတဲ့ထဲကနေပြီးတော့မြန်မာလူမျိုးတွေနဲ့ယဉ်နေတဲ့ဘုရားကုံတော်9ပါးပဲရှိနော်လောကအကြောင်းကိုကောင်းကောင်းသိတယ်ဆုံးမတိုက်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတဲ့နေရာမှာသူမတူအောင်ထက်မြက်တယ်တထဒေဝမနုဿာအနုတ္တရောပုရိသဓမ္မတာရတိထက်မြက်သည့်အတွက်ကြောင့်လူတွေသာမကနတ်ပြမာတွေအပါအဝင်လူသားတွေနတ်တွေရဲ့အကြည်မှုဆုံးမသွန်သင်တတ်တဲ့ဆရာတဆူဖြစ်ရောက်တထဒေဝမနုဿာနာတရားတွေအလုံးကိုအသိဉာဏ်ဖြန့်ဖြူးပေးတာဖြစ်သောကြောင့်ဗုဒ္ဓဘုံကံပါရမီအစုံအညီရရှိပြီးသားဖြစ်သောကြောင့်ဘဂဝါလို့ဆိုတဲ့ဂုံရည်ချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သူမြတ်ပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ဘယ်ဖရားပဲဖြစ်ဖြစ်အခုပြောခဲ့တဲ့အရည်ချင်းတွေနဲ့ပြည့်စုံတဲ့လူသားတဦးတကယ်သူတော်စင်ကြီးတကယ်အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့ဆုံတွေ့လိုက်ရတဲ့အခါမှာမင်္ဂနဲ့လမ်းကြောင်းတစ်ခုပေါ်မှာရောက်ရှိသွားတယ်ပေါ့အခုတိတဝနိယတို့နာမည်ရထားတဲ့ဂေါတမဗုဒ္ဓလက်ထက်မှာ
လူလာဖြစ်တဲ့ဒီပုဂ္ဂိုလ်သူများဟာအထထတိမြတ်စွာဘုရားနဲ့သွားပြီးတော့ဆုံတွေ့တဲ့အခါမှာသူဟာခင်းကမြက်ကမ်းမှာကတို့ပို့တဲ့လှေသမားတူအနေနဲ့သွားတွေ့နော်ဆုံမှုဆိုတာကိုလုပ်တဲ့လုပ်ငန်းတစ်ခုနဲ့တော့သွားဆုံတချို့ကမုတ်ဆိုးဘွားနဲ့တွေ့တာလည်းရှိတယ်အမျိုးစုံပဲရသိဘွားနဲ့တွေ့တာလည်းရှိတယ်တာမန်လူသားတယောက်အနေနဲ့လည်းတွေ့တာရှိသူကတော့အထထတိမြတ်စွာဘုရားနဲ့အမှတ်မထင်ကံကောင်းလို့ဆုံတွေ့ရတဲ့အခါခင်းကမြစ်ကမ်းမှာလှေပို့တဲ့လှေသမားအနေနဲ့တော့တွေ့တယ်မြတ်စွာဘုရားကလည်းခင်းကမြစ်ကမ်းခြေရောက်လာပြီးတန်ဃာတွေနဲ့တစ်ဖက်ကမ်းကိုကြွဖို့စီစဉ်ရှိတဲ့အချိန်အဲ့ဒီလိုအခွင့်အရေးရတဲ့အချိန်မှာတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ကရုကမရဘူးဆိုရင်ပေးမှာမဟုတ်ဘူးသူဟာကရုကနဲ့ပို့တဲ့ပုဂ္ဂိုလ်သို့သောသူ့စိတ်ထဲမှာဒီသူတော်စင်သူတော်မြတ်ပုဂ္ဂိုလ်တူကိုမြင်လိုက်တာနဲ့ပဲကြီးညိုသရာပွားပြီးတော့သူသွားခြင်းတဲ့နေရာကိုဘာပဲဖြစ်ဖြစ်ရောက်ပို့ပေးခြင်းတဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်လာတရားပတဏလို့ခေါ်တယ်စိတ်ကကြည်နူးလာစိတ်တွေဝင်စားလာပြီးပို့ပေးခြင်းတယ်အဲ့တော့အရှင်ဘုရားဟိုဘက်ကမ်းကြွမှာဆိုရင်တပည့်တော်ပို့ပေးပြရစေဆိုပြီးအထထတိမြတ်စွာဘုရားကိုဟိုဘက်ကမ်းရောက်အောင်ပို့ဘုရားဆိုတာပို့တဲ့လူမရှိလေတကိုးတော်နဲ့ဟိုဘက်ကမ်းကိုသွားလို့အလွယ်လေးပဲလေသို့တော့ဒီလေသမားအပေါ်မှာအကျဉ်းတရားထားလို့တစ်ချိန်တစ်ခါငါ့ကိုဟိုဘက်ကမ်းရောက်အောင်ပို့ပေးလိုက်တဲ့ကုသိုလ်ဟာသူ့အဖို့မှာတန်တရားမှာများစွာအထောက်အကူဖြစ်မယ်အဲ့ဒီအထောက်အကူအတွက်မြတ်စွာဘုရားသူ့ရဲ့စေတနာကိုငဲ့ညာပြီးလက်ခံလိုက်တယ်အထထတိမြတ်စွာဘုရားကိုခင်းကမြေကြီးဖြတ်ပြီးတော့လှေနဲ့လှော်ပြီးဟိုဘက်ကမ်းရောက်အောင်ပို့ပေးလိုက်တယ်ဒါသူလုပ်တဲ့ကုသိုလ်ကောင်းမှုတစ်ခုနော်အမှန်မထင်လုံးလိုက်ရတဲ့ကုသိုလ်ကောင်းအဲ့တော့လောကကြီးမှာလမ်းမှာကိုခရီးသွားနေတဲ့အချိန်တန်ဃာတစ်ပါးပါတွေးလာလို့ဘယ်တန်ဃာပဲဖြစ်စေပို့ဆောင်ပြီးတော့ပေးလိုက်တဲ့ဆိုတဲ့ကုသိုလ်မျိုးတွေလည်းပဲဒီကနေ့ခေတ်မှာရနိုင်ကြတာပေါ့အခုသူရလိုက်တာကတော့သုံးလောကထွတ်ထားမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟိုကန်းထီအောင်သူဟာကိုယ်တိုင်လှော်ခတ်ပြီးတော့ဟိုဘက်ရောက်အောင်ပို့ပေးလိုက်တယ်ကုသိုလ်ဟာအမှန်တန်ကြီးမားတဲ့ကုသိုလ်တစ်ခုသူစီပွားထောက်အဲ့ဒီကုသိုလ်အရှိန်ရောက်သူဟာကောင်းတဲ့ကုသိုလ်တွေရောက်ပြီးတဏှာမှာချမ်းသာဒုက္ခတွေရတယ်နောက်တစ်ခါ60တက္ကဘာမှာသူ့ဘဝဟာပြန်ပြီးတော့မှတ်တမ်းတင်ခံရပြန်118ကနေပြီးဒီဘက်ရောက်လာတဲ့အခါမှာဒီဘဝကဒီကဘာကနေပြန်တွက်လိုက်လို့ရှင်60နဲ့တက္ကဘာမြောက်ဝိပဿတိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်အဲ့တော့ဝိပဿတိမြတ်စွာဘုရားဆိုတာဟာအားလုံးဗုဒ္ဓဘာသာဝင်တွေဟာဝိပဿတိမြတ်စွာဘုရားကနေပြီးဂေါရမဘုရားအထိတွက်လိုက်လို့ရှင်ဘုရား9ဆူဆိုသိ60တက္ကဘာကနေစပြီးတော့နော်အတ္တတရိယတုတ်ရတဲ့ပုဂ္ဂိုလ်တွေကြည့်လိုက်ဝိပဿိတသနမထုသက္ခုမန္တတသီရိမတောဆိုတာဘုရား9ဆူခန္ဓာတုတ်တမှာနမောတတ္တနံသမ္မာသမ္ဗုဒ္ဓံဘုရား9ဆူဆိုပြီးတော့ရှိခိုးတဲ့ထဲမှာဂင်းကဝလူသေစုမကပွင့်တော်မူခဲ့ကြတဲ့ဘုရားတွေများစွာထဲမှာအတ္တတရိယတုတ်မှာဒီဘုရား9ဆူခန္ဓာတုတ်မှာလည်းဒီဘုရား9ဆူအထူးတလီရှိခိုးဥချကြရတယ်ဒီမျိုးကောင်းသားကလည်း60တက္ကဘာထဲမှာပွင့်တော်မူတဲ့ဝိပဿနာမြတ်စွာဘုရားလက်ထက်မှာသူဟာကံကောင်းလို့ဘုရားသခင်နဲ့ပြန်ပြီးတော့ဆုံရပြန်တယ်ပေါ့မြတ်စွာဘုရားနဲ့ဝိပဿနာမြတ်စွာဘုရားနဲ့သူဆုံတဲ့အခါကျလူသားတဦးအနေနဲ့ဆုံတာဖြစ်လို့မြတ်စွာဘုရားဟောတဲ့တရားပွဲတွေသွားပြီးတရားဓမ္မကြားနာလိုက်ရတဲ့အခါကြီးညိုသရာပွားတယ်ကြီးညိုသရာပွားပြီးမြတ်စွာဘုရားဟောကြားတဲ့
ဗြဟ္မစရိယလို့ခေါ်တယ်မြတ်သောအကျင့်ကိုကျင့်ကြံကြိုးကိုအထောက်ဖို့လို့ဆိုပြီးတော့ရဟန်းပေါင်းဝင်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့တော့ဝိပဿနာမြတ်စွာဘုရားရဲ့သာသနာတော်မှာသူဟာယဟန်တစ်ပါးအဖြစ်ရောက်ရှိခဲ့တဲ့ပုဂ္ဂိုလ်ရဟန်းဖြစ်ပြီဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာလို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်တရားတွေဗြဟ္မစရိယဆိုတဲ့မြတ်သောအကျင့်တွေကိုကျင့်ကြံကြိုးကိုပွားများအထောက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အမှန်တန်ထူးခြားတဲ့ကုသိုလ်ကောင်းမှုတွေကိုသူစီးပူးအထောက်ခွင့်ရသွားပြန်တယ်ပေါ့။ခုနကတော့လေနဲ့လောက်ခတ်ပြီးအထာရတိမြတ်စွာဘုရားကိုတစ်ဖက်ကပိုးလိုက်ရတဲ့ကုသိုလ်နဲ့ဘာမှမဆိုင်ဘူး။ဒီကုသိုလ်ကပို့ပြီးတော့ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်သွားတယ်။ရဟန်းဘဝခံယူပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းကျင့်ကြံကြိုးကိုအထောက်လိုက်အဲ့ဒီဝိပဿနာကစဝိပဿနာရဲ့တပိတာဝကတွေဟာခဏိထိအောင်ဒီကဘာမှာရှိနေကြသေးတယ်တဲ့ဘယ်မှာရှိတုံးဆိုရင်ဝိပဿနာမြတ်စွာဘုရားရဲ့တပိတာဝကဖြစ်ခဲ့ဘူးတဲ့ဗြဟ္မာကြီးတွေအနာဂံယဟန္တာဗြဟ္မာကြီးတွေဟာသုဒ္ဓဝါဒ၅ဘုံမှာရှိနေသေးတယ်ဝိပဿနာမြတ်စွာဘုရားရဲ့ရှေ့မှာပွင့်တော်မူသွားကြတဲ့ဘုရားသခင်တွေရဲ့တပိတာဝကတွေကတော့ဒီကဘာကြီးမှာမရှိတော့ဘူးနှစ်ပေါင်းအလွန်ကြာသွားသည့်အတွက်ကြောင့်ဒီကဘာကြီးမှာမရှိကြဘူးဒီဘုရားခုနှစ်ဆူရဲ့တပိတာဝကတွေကတော့ရှိနေတုံးပဲဒါကြောင့်မို့အတ္တနာရိယသုတ်တံမှာအလုံးခြုံငုံမိသွားအောင်ဝိပဿနာသနမထုကနေဆိုပြီးတော့ဝိပဿနာမြတ်စွာဘုရားကနေစပြီးတော့ဘုရားခုနှစ်ဆူကိုရှိခိုးတာလို့ဆိုနမောတတ္တနံသမ္မာသမ္ဗုဒ္ဓံဘုရားခုနှစ်ဆူတော့ရှိခိုးပါတယ်အန္တရာယ်ကင်းကမောရွတ်တဲ့ခါမှာလဲဆရာတော်ကြီးတွေကနော်တတ္တနံသမ္မာသမ္ဗုဒ္ဓနာဆိုဝိပဿနာစတဲ့ဘုရားခုနှစ်ဆူတို့ရဲ့တပည့်ဒီကဘာမှာသက်ရှိထင်ရှားရှိကြတဲ့အခါကိုယ်ဆရာဆိုရင်အလုံးကပို့ပြီးတော့ကျေးဇူးတင်ကြတယ်အသိမှပြုကြတယ်ဒါလူသဘာဝပဲဝိပဿနာမြတ်စွာဘုရားဓမ္မတရားကျင့်ကြံကြိုးကိုအထောက်ခဲ့ကြတဲ့သက်ရှိထင်ရှားပြမကြီးတွေဟာဝိပဿနာမြတ်စွာဘုရားကိုဆရာဖြစ်သည့်အတွက်ကြောင့်ပို့လေးစားကြမှသိကြတယ်ကိုယ်ဆရာကိုအဲ့တော့အလုံးချုပ်မိအောင်ဒီလိုဝိပဿနာမြတ်စွာဘုရားလက်ထက်ကနေစပြီးတော့ရှ िख ိုးကြတာဖြစ်တယ်လို့သူတို့ဆိုတယ်အဲ့တော့ဒီပုဂ္ဂိုလ်ဟာလည်းဝိပဿနာမြတ်စွာဘုရားလက်ထက်မှာရဟန်းဖြစ်ခံယူပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်ခဲ့တာအဲ့ဒီဘဝကုံဆုံးတဲ့အခါမှာသူဟာနိဗ္ဗာန်ရဖို့အတွက်အကျင့်ကောင်းနေစုဆောင်းပြီးသားဖြစ်လာပြန်ပေါ့အဲ့ဒီကနေပြီးတော့သူ့ဘဝဟာကောင်းရဒုက္ခတိဘုံတွေကိုသွားရောက်ပြီးဒီကဘာရောက်တဲ့အခါမှာကကုသနာမြတ်စွာဘုရားတို့ကောဏဂုဏမြတ်စွာဘုရားတို့ ਨੇ ဆုံတယ်တွေ့တယ်ဆိုတာတော့မှတ်တမ်းမရှိတော့ဘူးကတ္တဝမြတ်စွာဘုရားနဲ့တခါကတ္တဝဘုရားလူလောကမှာအသက်ထင်ရှားပွင့်တဲ့အချိန်မှာသူတခါလူပြန်ဖြစ်ပြန်အဲ့တော့တန်တရားဆိုတာဟာအင်တမခဲနေတယ်တန်တရားမှာလူဖြစ်ဖို့ဆိုတာလည်းခဲနေတတ္တဝါပိပိတတာဖြစ်ဖို့ဆိုတာလည်းခဲနေလောကလူသားတွေဟာပါဏာတိပါဒကံကျူးလွန်ကြတာများသည့်အတွက်ကြောင့်တရဝမဖြစ်ခင်တရဝအဖြစ်သူပြီးပြင်းပြင်းမရောက်ခင်တည်သွားတဲ့ဘဝတွေဟာအလွန်များတယ်လို့စဉ်းစားကြည့်ပေါ့အလုံးငပုံနာချော်စားဖို့ရလိုက်ငပုံနာချော်ထဲမှာကြည့်လိုက်ငဥအမြဲတမ်းပါနော်အဲ့ဒီငါးဥလေးတွေဟာဥတစ်လုံးနဲ့9ကောင်ဖြစ်တယ်သို့တော့အဲ့ဒီငါဥလေးတွေငါးလေးငါးဘဝတောင်မရောက်ခင်လူတွေရဲ့ပါဇက်ထဲရောက်ကြက်တွေများစွာကြက်ဘဝမရောက်ခင်တည်သွားကြတယ်ဘဲတွေလူဘဲကောင်မဖြစ်ခင်သိဆုံးသွားကြတယ်အဲ့ဒါဟာပါဏာတိပါဒကံကျွလွန်မှုအာချီလို့
တော်လေးတွေဟာဒီတတိဘဝမှာတည်းမဲ့သူတို့ဟာပျက်စီးဆုံးရှုံးသွားတယ်ဆိုတာတတိထားကြည့်တချို့ကြငါးပေါက်စားလေးတွေတွေ့ရင်လည်းပဲငကြောသေးသေးလေးတွေစားရင်အမှတ်တမဲ့မစားနဲ့ဩသေချာကြပြီပေါက်စားတယ်ငါးချီကြီးကြရင်သူကနည်းနည်းအသက်ရှည်တယ်လို့သာအောင်းမိတ်အဲ့တော့လူတွေဟာလည်းပဲဒီတိုင်းပဲမိခင်ရဲ့ဝမ်းထဲမှာကလလရေးချီဆိုပြီးတော့တရေတီလိုက်တဲ့အချိန်လေးမှာတန်ပေါင်းများစွာသောပုဂ္ဂိုလ်တွေတရေတီးကြတယ်လို့ဆိုတယ်အဲ့ဒီမှာအောင်မြင်တဲ့တရေကတစ်ခုပဲရှိတယ်ကလလရေးချီအဆင့်မှာလူတွေဟာအများကြီးသေသွားတယ်သေသွားတာတန်ပေါင်းများစွာကလလရေးချီအခိုက်မှာတင်သေသွားတယ်လူဖြစ်ဖို့အဝေးကြီးနော်ရေကြီးပေါ့ဘဝမှာပဲပြည့်စုံသွားအေးရေကြီးကနေပြီးတော့ဟောအမြုပ်ဘဝမှာတည်သွားတာတွေလေအဖုဒ္ဒလို့ဆိုအမြုပ်ဘဝတည်သွားတာအများကြီးပဲအမြုပ်ကနေပြီးတော့တတိယဘက်လောက်ရောက်တဲ့အခါအနှစ်ဖက်ဘဝရောက်တဲ့အချိန်တည်သွားတာတွေကလည်းအများကြီးပဲအဲ့ဒါလို့လူပီပီမဖြစ်ခင်တည်သွားတာတွေမိခင်တောင်မသိလိုက်ဖြစ်နေတည်သွားတဲ့လူသားသတ္တဝါတွေကလည်းလွန်များတယ်တကဘာလုံးနဲ့ချိန်ကြည့်လိုက်မယ်ဆိုရင်လူပီပီသားသာဖြစ်ပြီးတော့လူဘဝမှာတက်ရှိထင်ရှားရှိပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့်ရတယ်ဆိုတဲ့အဆင့်ရောက်တာဆိုတော့ကုသိုလ်ကောင်းမှုအလွန်ကြီးတယ်ကံအလွန်ကြီးတယ်လို့ကိုယ့်ကိုယ်မှတ်ပြီးတော့အေးအကုသိုလ်ကံကြီးမားလာလို့ပါဏာတိပါဒကံကြီးမားတဲ့ပုဂ္ဂိုလ်တွေဟာအမှောင်ထဲမှာတည်းမွေအမှောင်ထဲမှာပဲပျောက်သွားကြတယ်။ညာကြီးပဲဘဝတွေများစွာရှိဒါကြောင့်မို့လို့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြည့်အမြဲတမ်းပေါ်လာတာမဟုတ်ဘဲနဲ့ရှင်တိတဝိနည်းမထေမြတ်ဟာကုသိုလ်ကောင်းမှုတွေလုပ်ရလူဖြစ်တဲ့အခါမှာဘုရားသခင်နဲ့ကြုံတွေ့ရတဲ့အချိန်လေးဟာမှတ်တမ်းဝင်တာ၃ခုပဲရှိတယ်ဒီလိုဆိုလို့အဲ့တော့ကသဗ္ဗမြတ်စွာဘုရားလက်ထက်မှာလည်းပဲကံကောင်းလာလို့လူဘဝရတဲ့အခါမှာကသဗ္ဗဘုရားနဲ့ဆုံစည်းလို့တရားဓမ္မတွေကိုကြားနာရတယ်တရားဓမ္မကြားနာလိုက်တဲ့အခါမှာကြီးညိုတရာဖြစ်ပွားပြီးကသဗ္ဗဘုရားရဲ့သာသနာမှာဝင်ရောက်ပြီးတော့သာသနာဝန်ထမ်းရှင်ယဟန်ပြုခဲ့ပြန်တယ်ဟောသူ့ဘဝမှာယဟန်အဖြစ်ကိုယူခဲ့တာနှစ်ခါလို့သူပြောတယ်ဂေါတမမြတ်စွာဘုရားကဘုရားအလောင်းသူဝိရဘဝကနေစပြီးတော့ပါရမီဖြည့်လိုက်တာသာသနာပေါ်ဝင်ပြီးတော့ယဟန်အဖြစ်ကိုရတယ်ဆိုတာကိုးခါပဲဘုရားကိုးစုနဲ့တည်းလေကြုံခဲ့တာဖြစ်တယ်ဟောဗျာဒိတ်ပေးတဲ့ဘုရားပေါင်း24စုရှိတယ်ထင်မယ်ဘုရားကိုးစုနဲ့ကြုံတွေ့တဲ့အခါမှာသာယဟန်ဖြစ်ကိုရရှိဒါကြောင့်မို့ယဟန်ဖြစ်ကိုရခဲ့တယ်လို့သူတို့ဆိုလိုတာပေါ့နော်အခုတိတဝနိယမထေရရဲ့အလောင်းကသဗ္ဗမြတ်စွာဘုရားလက်ထက်မှာလူလာဖြစ်ပြီးတော့သူဟာယဟန်ဘဝကိုရယူခဲ့ပြန်တယ်ပေါ့အဲ့ဒါလို့နဲ့ဘဝမှာစုံကြီးဆန်းကြီးနဲ့တန်တရားမှာကြုံတွေ့လာတယ်နှစ်ပေါင်းများစွာကြာလွန်လာတဲ့အခါမှာဂေါတမဘုရားပွင့်တဲ့ခေတ်ကိုရောက်လာတယ်ဘုရားတဆူနဲ့တဆူကြားဆိုတာမြေကြီးတယုဇနာမြင့်တက်တယ်လို့ပြောတာဘယ်လောက်ကြာတယ်ဆိုတာအဲ့ဒါနဲ့ပဲပြောလို့ရတယ်နော်မြေကြီးဟာတယုဇနာမြင့်တက်ဒါအလုံးသိကြမှာပဲအခုဒီမရပူရပဲကြည့်လေမရပူရဟာဒီAI widely ဆိုတဲ့သင်္ကေတကဏ္ဍနဲ့ကြည့်ဆိုတော့ AI widely 1144မရပူရမြို့တယ်အခုဒီမဲ့မရပူရမြို့ရိုးတွေပါဠိတချို့ဟာတွေကမြေကြီးအောင်မြုပ်သွားပြီတချို့ဟာမြုပ်သွားနေ့စဉ်နဲ့အမျှအမုံအမွှားတွေကျနေတယ်နေ့စဉ်နဲ့အမျှသစ်ရွက်တွေသစ်ပင်တွေကျွေကျတယ်လူသေးတွေမြုပ်တယ်စသဖြင့်မြေကြီးဟာတဖြည်းဖြည်းမြင့်တက်လာ
မြည်ရည်ဆိုလို့ရှိရင်လေနော်နှုံးနေတင်းလာပြီးတော့မြည်ရည်ဟာတဖြည်းဖြည်းအလွန်နဲ့တဲ့မြစ်တွေဟာတဖြည်းဖြည်းတိမ့်တိမ့်လာတယ်ဆိုတဲ့သဘောအဲ့ဒါလို့မြေကြီးတွေဟာတဖြည်းဖြည်းမြင့်တက်လာတယုဇနာတိအောင်မြင့်တက်လာတဲ့အခါမှာနောက်ဘုရားတဆူပွင့်နေဆိုနှစ်ပေါင်းများစွာကြာကြတိုင်းကြာခဲ့တယ်လို့သူဆိုအေးကတ္တဗဘုရားပြိဋိဘံစပ်ပြီးတဲ့နောက်ဂေါရမဘုရားလက်ထက်ရောက်ဖို့ဆိုတာနှစ်ပေါင်းများစွာဖြတ်တန်းခဲ့ပြီးတော့မှဂေါရမမြတ်စွာဘုရားဟာလောကမှာပွင့်ပေါ်လာခဲ့တယ်အဲ့ဒီပွင့်ပေါ်လာပြီဆိုတဲ့အခါမှာဒီတိတဝနိယဆိုတဲ့မထေရဲ့အလောင်းကရာဇဂုမြို့မှာချမ်းသာကြွယ်ဝတဲ့ပုံနာမျိုးလာပြီးတော့ပြမနာမျိုးလာပြီးတော့ဖြစ်တယ်နော်အဲ့ဒီမျိုးမှာလာပြီးတော့မွေးဖွားတယ်သူ့ရဲ့နာမည်ကိုတံဘူဒလို့ခေါ်ကြတယ်နော်တံဘူဒဆိုတဲ့အမည်နဲ့ထင်ရှားတယ်အဲ့တော့ရာဇဂုပြည်လာဖြစ်တာကသူကံကောင်းတယ်ဘာကြောင့်ကံကောင်းလဲလို့ဆိုရင်မြတ်စွာဘုရားကရာဇဂုပြည်နိနာကခရာဒေသဥရဝေလတော်ထဲမှာဘုရားဖြစ်သူရောက်ပြီးတရားဟောတဲ့အခါမှာတော့အဲ့ဒီမှာမဟောပဲနဲ့ပထမဆုံးတရားဝဲကိုပါရဏသီပြည်နာကဣတိပတနာတော်ထဲသွားပြီးတော့ဟောခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီဟောပြီးတော့မြတ်စွာဘုရားဟာပါရဏသီမှာရှိတဲ့ယတအမှုပြုတဲ့တထေသားတွေတငယ်ချင်းတွေအလုံးတရားဓမ္မသိရှိအောင်ဟောပြောဆုံးမပြီးခရာဒေသမှာနေထိုင်ကြတဲ့ခရာဘက်ကိုပြန်ကြွလာပြီးခရာဒေသမှာနေထိုင်ကြတဲ့ညီနောင်6ပါးယသိတထောင်ညီနောင်3ပါးယသိတထောင်ဥရဝေလကတ္တဗခရာကတ္တဗနဒီကတ္တဗဆိုတဲ့ကတ္တဗညီနောင်3ပါးဥဆောင်တဲ့ယသိတထောင်တရားဓမ္မဆုံးမဩဝါဒပေးပြီးတော့အမှန်တရားကိုသိရှိအောင်ဟောပြောဆုံးမပြီးအဲ့ဒီယသိတထောင်ကတပိခံလာတဲ့ယဟန်တထောင်ခြံရံပြီးတော့ရာဇဂုပြည်ကိုရောက်လာတယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားရာဇဂုပြည်ရောက်လာတဲ့အခါမှာခုနတံဘူဒဆိုတဲ့ပြမနာလူငယ်တယောက်ဟာအမှန်တမ်းသရင်ကြီးတဲ့မြတ်စွာဘုရားတန်ဃာတွေနဲ့ကြွလာတဲ့အခါမှာသူဟာလည်းစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ပြီးပြီတငယ်ချင်း2ယောက်နဲ့အတူသူဟာတငယ်ချင်း3ယောက်မြတ်စွာဘုရားကိုတွားရောက်ဖူးမြော်ကြတယ်တရားဓမ္မကိုနာယူကြတယ်သူနဲ့အတူလာတဲ့တငယ်ချင်းတွေကဘသူတွေလဲလို့ဆိုသူဟာภูมิสะဆိုတာရဲ့စေယသေနဆိုတာရဲ့အဘိရာဒနာဆိုတဲ့ပုဂ္ဂိုလ်ရဲ့တကယ်ချင်း3ယောက်နဲ့အတူသူပါလဲဆို4ယောက်ပေါ့နော်ภูมิสะရဲ့စေယသေနရဲ့အဘိရာဒနာရဲ့တကယ်ချင်း3ယောက်နဲ့အတူတရားနာကြတယ်အဲ့တော့လူတွေဟာတရားနာတိုင်းလည်းပဲအသိဉာဏ်ရပြီးအကျွတ်တရားရတာတော့မဟုတ်ဘူးပေါ့တုံးတူအရေးချင်းချင်းစိတ်နေသဘောထားချင်းအသိပညာချင်းကွဲပြားခြားနားတယ်အဲ့တော့ဂေါရမမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မရာဇဂုမြို့ကျွေးလာတဲ့အခါကြွလာတဲ့အခါတငယ်ချင်း3ယောက်နဲ့အတူတရားနာလိုက်တာတရားဆွမ်းအားတွေကြီးမားစွာဖြစ်ပြီးတော့သူတို့ဟာသာသနာ့ဘောင်ကိုဝင်လိုက်ကြတယ်လို့သူဆိုတယ်နော်သာသနာ့ဘောင်ဝင်ပြီးတဲ့အခါမှာမြတ်စွာဘုရားပေးတဲ့ကမ္မထံတရားတွေကိုကြိုးစားအထောက်တဲ့အခါမှာသူဟာကာယကတတတိကမ္မထံကိုမျက်မျက်နှိုးနှိုးကြိုးပမ်းအထောက်ခဲ့တယ်အဲ့တော့ကာယကတတတိကမ္မထံဆိုတာဟာတခြားမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့တဘာဝတရားတွေပေါ်မှာတတိထားပြီးတော့ဆင်ញင်သုံးသပ်တဲ့ကမ္မထာတစ်ခုပဲလောကလူတွေဟာ
ကိုယ်ခန္ဓာကိုယ်မှာဘာတွေရှိတယ်ဆိုတာစဉ်းစားခဲ့တယ်ပေါ့နော်စဉ်းစားခဲ့တယ်ဘာတွေရှိတယ်ဆိုတာသဘာဝတရားကိုစဉ်းစားခဲ့လူတွေဟာအများအားဖြင့်မျက်စိကမြင်တဲ့အာယုံကိုစဉ်းစားနေတယ်နားကကြားတဲ့အသံကိုပဲစဉ်းစားတယ်နှာခေါင်းကနမ်းတဲ့အနတ်ကိုပဲစဉ်းစားတယ်လျှာကသိတဲ့အရာကိုပဲစဉ်းစားတယ်ခန္ဓာကိုယ်အထိတွေ့ကိုစဉ်းစားအထူးသဖြင့်အပြင်ဘက်ကအစင်းအတန်အနတ်အရာအထိတွေ့ကြံတွေးအာယုံဆိုတဲ့အပေါ်တွေမှာလူတွေဟာစိတ်ဝင်စားနေကြအဲ့ဒါကိုစဉ်းစားတာများကိုယ်ခန္ဓာကိုယ်ရှိတာသိမစဉ်းစားဘူးမှန်မကြည့်ဘူးလားဆိုကြည့်တာပေါ့မှန်ကြည့်တာကဘာလဲကြည့်တာတော့ဆိုအလှပြင်မှုကြည့်တာပေါ့မှန်ကြည့်တယ်ဆိုတဲ့ကိုယ့်ကိုယ်တတ်မဲ့တဲ့စိတ်နဲ့ပဲကြည့်တယ်သဘာဝတရားကိုသိဖို့ကြည့်တယ်အကြည့်မျိုးမဟုတ်ဒါကြောင့်ကိုယ်တဏ္ဍာမှာဘာတွေရှိတယ်လဲအရှိအတိုင်းမြင်အောင်ကြိုးစားမှုရှိလားဆိုမရှိဘူးဒါမို့ကာယကတတိကမ္မထာဆိုတာကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုအရှိအတိုင်းအမှန်တိုင်းမြင်အောင်တတိထားပြီးတော့ပွားများအထောက်ရတဲ့ကမ္မထာပဲဖြစ်တယ်တခြားကိုရှားစရာမလိုဘူးအလုံးသိကြတဲ့အတိုင်း32ခုထာသလို့လည်းခေါ်တယ်ခန္ဓာကိုယ်မှာရှိတဲ့အရာတွေအပေါ်ယံလူတိုင်းမြင်ရတာဘာလို့ဆံပြင်းမွေးညင်းခြေသက်လက်သက်သွားအရေးနော်အဲ့ဒါတွေတစ္ဆပင်စကဆိုတဲ့အရေးလင်၅ခုမြောက်တဲ့အပေါ်ယံကကိုယ်တဏ္ဍာမှာရှိတဲ့ဟာဆံပင်ရဲ့မွေးညင်းရဲ့ခြေသက်လက်သက်ရဲ့သွားရဲ့အရေးရဲ့ဆိုတာအရေးတူအရေးပါဆိုတဲ့အပေါ်ယံမျက်စိနဲ့ကြည့်လို့မြင်ရတဲ့အရာတွေကစပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရာတွေကိုကြည့်လိုက်တာကြည့်တဲ့အခါမှာဘယ်အရာကိုမှသိသိထားเสียမရှိဘူးအားလုံးဟာယွန်းစရာအတိဖြစ်နေတယ်လို့ဆိုလို့အဲ့ဒီယွန်းစရာအတိဖြစ်နေတဲ့သဘောတရားတွေကိုလူတွေဟာကြော်လွားပြီးတော့လှတယ်တင့်တယ်လို့ဆိုတာလေးလောက်အရေးပြားလေးလောက်အပေါ်ယံလေးပဲစဉ်းစားပြီးတော့နေကြထိုင်ကြတာဖြစ်တယ်အပေါ်ယံအရေးလေးကိုကြည့်ပြီးတော့လှတယ်တင့်တယ်လို့ထင်ပြီးတော့တွေ့တာမှုတွေဆွလန်းမှုတွေနဲ့လူတွေဟာတဏှာရာဂတွေ့တာတတ်မဲ့စိတ်တွေတိုးပွားလာတယ်တတ်မဲ့စိတ်တွေတိုးပွားလာလေလိုဘမပြည့်တဲ့အခါဒေါသတွေကတိုးပွားလာလေအမှန်ကိုမသိတဲ့မောဟတွေကတိုးပွားလာလေဆိုကိလေသာအာသဝတွေဟာများတဲ့များစိတ်ထဲမှာအညစ်အကြေးတွေကတိုးတဲ့တိုးလာအဲ့ဒီအညစ်အကြေးတွေတိုးမလာအောင်လို့ခုတံဗုဒ္ဓဆိုတဲ့တိတဝနိယကိုတော်လေးဟာမြတ်စွာဘုရားထံမှာကာကတတတိကမ္မထံကိုဆွဲဆွဲမြဲမြဲမျက်မျက်နှိုးနှိုးကြိုးပမ်းအထောက်ခဲ့တာဖြစ်တယ်ဒီကာကတတတိကမ္မထံဆိုတာဘုရားပွင့်မှသာကျင့်တဲ့ကမ္မထံမျိုးဖြစ်တယ်တဲ့နော်အဗ္ဗဓမ္မခန္ဓာကိုယ်မှာရှိတဲ့အရာတွေကိုနှစ်သက်မျက်နှိုးစရာမရှိယွန်းစရာအတိအနေနဲ့ရှုမြင်သုံးသပ်တယ်ကိုယ်နဲ့အနီးဆုံးကာကတတတိအဲဒီကာကတတတိဆိုတာမဟာသတိပ္ပဏသုံးတဲ့ပြောမဆိုလို့ရှိရင်အာနာပါနတတိကလည်းကာကတတတိထဲမှာပါတယ်ဣရိယာပဋ္ဌပပ္ပတို့ကာကတတတိလည်းပါတယ်နဝတိဝဋ္ဌိကာဆိုတင်ញိုင်ကိုမျိုးနဲ့ပတ်သက်တာတွေကလည်းပဲကာကတတတိထဲမှာပါတယ်ပေါ့ဒါကြောင့်မို့ကာကတတတိဟာအမှန်တမ်းကျေပြန့်ပြီးတော့အကျိုးဖြစ်ထွန်းမှုကလည်းအလွန်ကြီးမားလို့မြတ်စွာဘုရားကအင်္ဂုတ္တရပါဠိမှာကာယကတတတိကိုအာမထုတ်ဖူးလို့ရှိရင်အမြိုင်နိဗ္ဗာန်ကိုမစားဘူးတာနဲ့တူတူပဲမသုံးဘူးတာနဲ့တူတူပဲကာယကတတတိကိုလွဲချော်တဲ့ပုဂ္ဂိုလ်ဟာတကယ်ကိုအမတကိုလွဲချော်တဲ့ပုဂ္ဂိုလ်ပဲလို့အဲ့ဒါလို့ကာယကတတတိဟာကြီးမားကျယ်ပြန့်တဲ့ပညာတွေကိုဖြစ်ပေါ်စေတယ်အတ္တမကြီးမားတဲ့အကျိုးကျေးဇူးတွေကိုပေးနိုင်တယ်လို့ကာယတတိကိုချီးမွမ်းပြီးတော့ဟောထားတဲ့သုတ်တန်တွေတော်တော်များများရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကာယတတိကမ္မထာနဲ့ပတ်သက်ပြီးတော့ဒီကိုယ်တဏ္ဍာမှာရှိနေတဲ့အရာတွေပေါ်မှာ
အမှန်တိုင်းမြင်အောင်ကြိုးစားအထောက်ကြအောင်ဖြစ်တယ်ခေါင်းပေါ်မှာရှိတဲ့ဆံမင်းလေးနော်အစင်အနံအယတာဝဏတော်ပိခန္ဓာတော်ပိတန္တနာတော်ပိဩကာသတော်ပိအတုဝဇေကုသပฏิကူလပုံတရံအဖြစ်နဲ့ယွန်စရာကောင်းတဲ့နေရာဌာနအဖြစ်နဲ့ယွန်စရာကောင်းတဲ့ဆိုတဲ့ကိုယ်တဏ္ဍာမှာရှိတဲ့ဆံပင်မွေးခြင်းခြေသက်လက်တဲ့သွားအရေးဆိုတဲ့ဒီတရားတွေကိုအထုတ်ပြီးတော့တရားထုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေဟာမြောက်များစွာရှိတယ်ပေါ့ဖရာလက်ထက်ကဒါကြောင့်အမတ်တမဲ့မနေချပဲနဲ့ကိုယ်တဏ္ဍာမှာရှိနေတဲ့ဆပင်ကိုတန်ဖိုးရှိရှိအသုံးချအခုတော့ဆပင်ကိုဘယ်လိုအသုံးချတော့ဆိုရင်ရောင်းစားရင်လည်းရတယ်ရောင်းစားပြီးတော့အသုံးချတာလည်းရှိတယ်ရောင်းမစားခြင်းလို့ရှိရင်လည်းပဲဆပင်ကဖြူလာပြီဆိုရင်တော့အယောင်ဆိုးတယ်ပေါ့အယောင်ဆိုးတော့စဉ်းစားကြည့်မယ်ဆိုရင်ကာယတတိကမ္မထာကမျက်နှိုးစရာမရှိတဲ့ရှုထောင့်ကကြည့်ခိုင်းတာကိုကိုကမလှလှအောင်လုပ်ပြီးတော့ကြည့်နေတယ်လို့ဖြစ်တယ်ပေါ့အဲ့ဒါတန်တရားရဲ့ထွက်ပေါက်နဲ့တန်တရားထဲမှာဒုက္ခရောက်မဲ့အကျင့်တွေဟာမတူချမတူချဆပင်ကိုမလှလှအောင်ပြင်တယ်မွေးညင်းလေးတွေနော်ဆပင်ကိုမလှလှအောင်ပြင်တယ်ခြေသက်လက်သက်ကိုမလှလှအောင်ပြင်တယ်သွားကိုမလှလှအောင်ပြင်တယ်ဆိုပြင်ပြီးတော့တွေ့တာမှုတွေတတ်မဲ့မှုတွေတိုးတဲ့တိုးအောင်လူတွေဟာလှုပ်ကြတာဖြစ်သည့်အတွက်ကြောင့်တဏှာရာဂတွေတိုးလာလေလေတွေ့တာမှုတွေများလာလေလေအကုသိုလ်တွေကများလာလေလေဝန်ထုတ်ဝန်ပိုးကြီးတွေကပိလာလေလေပိလာတဲ့အခါကျတော့ဘာနဲ့ဥပမာတူတော့ဆိုဧရာဝတီမြေကျောမှာလှေတစင်းထားပြီးတော့ကြောက်ခဲတွေကိုတင်မာများတဲ့အခါတဖြည်းဖြည်းလှေဟာမြုပ်သွားသလိုပဲအကုသိုလ်တွေနဲ့ပြီးပြီးတော့တန်တရားထဲမှာမြုပ်သွားနိုင်တယ်ပေါ့ဒီတံပုတ္တလို့ခေါ်တဲ့တိတဝနိယမထေရခန္ဓာကိုယ်အရဘောမှာဒီလိုဝန်ထုတ်ဝန်မိုးတွေမဖြစ်စေပဲနဲ့တဏှာရာဂကိုရောတဲ့ရောအောင်ဆိုပြီးတော့သူဟာကျိုးပန်းပြီးတော့ဖယ်ရှားတဲ့အကျင့်ကာယတတိကမ္မထာကိုကျိုးပန်းအထုတ်တယ်နော်နေဆုံးဆံမြင်မွေးခြင်းခြေသက်လက်သက်သွားအရေးအသာအကျော်အယိုးချင်းစီအညွတ်နှလုံးအသက်အမေးဖြင့်အဆုပ်ဥမဥသိသသစ္စာဟောင်းအုံနောက်တိကျတလိပြည်သွေးချွေးစီခဲမျက်ရည်စီကြီးတန်တွေးနှက်အစေကျင်ငယ်လို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရာတွေဟာတခုမှတတိစရာမကောင်းဘူးမတတိစရာတွေကြီးပဲမစင်ကြတဲ့အရာတွေကြီးပဲဆိုတဲ့ကာယတတိကမ္မထာကို10မိနစ်ပဲဖြစ်ဖြစ်10စက္ကန့်ပဲဖြစ်ဖြစ်ကိုယ်ခန္ဓာလေးကိုကိုကြည့်ပြီးတော့ကြိုးပမ်းအားထုတ်သင့်တယ်ပေါ့ဒီလိုကနေမှမစသေးဘူးဆိုလို့ရှိရင်နိဗ္ဗာန်နဲ့ဝေးနေသေးတယ်လို့ပြောမှာပဲဖြစ်တယ်နော်ဒီပုဂ္ဂိုလ်သူများကတော့ရက်ခံကာယကတတတိသူကကာယကတတတိကိုသူဟာလုံလဝိရိယရှိရှိနဲ့ကာယတတတတိကိုတတိနဲ့ထိန်းချောင်းပြီးတော့ခန္ဓာကိုယ်ရဲ့မျက်နှာဘွယ်မရှိတဲ့အရာတွေကိုအမြဲတမ်းသူဟာကြည်မှတ်ပြီးတော့ကြိုးစားအထောက်ခဲ့တာတဲ့နော်ကြည်မှတ်အထောက်အဲ့ဒီမှာသူနေတဲ့တောင်အုပ်ထဲမှာကာယတတိကမ္မထာကိုပွားများအထောက်ပြီးတော့သုတ်တန်လက်စားသင်္ချန်ဝါနဲ့နီးတဲ့လွင်ပြင်ကြီးမှာအတွင်းထဲမှာတောထဲမှာသူဟာတရားအထုတ်အဲ့ဒီလိုကြိုးကြိုးစားစားအထုတ်နေတာကိုကောင်းငင်ခရီးကနေပြီးတော့ဘလူးတွေကိုအစိုးရတဲ့ဝိသဝနမင်းကြီးကမြောက်ပိုင်းကနေပြီးတော့တောင်ပိုင်းကိုခရီးသွားတယ်ကိစ္စရှိလို့ခရီးသွားတယ်ကောင်းငင်ရံကနေသူခရီးသွားတယ်ခရီးသွားတဲ့အခါကျတော့အဲ့ဒီမထေမြတ်တောထဲမှာတပါးတည်းထိုင်ပြီးတော့ကာယတတိကမ္မထာကိုကျိုးပန်းအထုတ်နေတာမြင်တယ်နော်ကျိုးပန်းအထုတ်ပြီးတော့နေတာကိုတရားအထုတ်တာမြင်တော့သူဟာမ
တ္တအာရနဲ့ဝင်ရောက်ပြီးတော့အဲ့ဒီမထေကိုရှ िख ိုးတယ်ပေါ့နော်သို့တော်လည်းမထေမြတ်ကတရားအထုတ်နေတာဆိုတော့မသိတော့သူဘာလုပ်လဲဆိုဝိသုဏမင်းကြီးကသူ့ရဲ့အချမ်းရံသူ့နောက်လိုက်တွေဖြစ်တဲ့ဘလူးနှစ်ကောင်သူကရက်ခတွေကိုစိုးရတဲ့မင်းကိုဒါကြောင့်မို့သူ့နိုင်လောက်ပါနောက်လိုက်နောက်ပါရက်ခနှစ်ကောင်ကိုတောင်းဝန်ပေးခဲ့တယ်မင်းတို့ဒီမထေမြတ်ဒီယဟန်တော်ထဲမှာတရားအထုတ်နေတာအနေရမရောက်အောင်မင်းတို့ဆောင်ကြမင်းတို့တာဝန်ချထားရမယ်လုံခြုံရေးချထားခဲ့တယ်နော်လုံခြုံရေးချပေးတယ်ဝိသုဏမင်းကြီးကလုံခြုံရေးချပြီးတော့ဒီပုဂ္ဂိုလ်ကိုမင်းတို့ဆောင်းလျှောက်ကြလို့ဆိုပြီးတော့တာဝန်ပေးတယ်ဘာအနေရမှမရောက်စေနဲ့မင်းတို့ထိမ့်သိမ်းဆောင်းလျှောက်ကြလို့ပတ်ဝန်းကျင်မှာအဲ့ဒါလို့အဲ့ဒါလို့မှားပြီးတော့ထားပြခဲ့ခရီးဆက်သွားတယ်ဝိသုဏမင်းကြီးခရီးဆက်သွားတဲ့အခါမှာတိတဝနိယမထေကသူကမ္မထာအထုတ်ရာကခိတ္တခဏနားပြီဆိုတဲ့အချိန်မှာဘလူးနှစ်ကောင်သူစီရောက်လာပြီးတော့ဝိသုဏမင်းကြီးကမှားသွားတဲ့စကားတွေကိုရှောက်တယ်နော်အနေမရအောင်တပည့်တော်တို့နှစ်ယောက်ကိုတာဝန်ပေးသွားပါတယ်လုံခြုံရေးချသွားပါတယ်ရှင်ဗျာဘာမှစိုးရိမ်တောကြီးထဲမှာတူရဲနေရတယ်လို့စိုးရိမ်ကြောင်းကြမှုမရှိပါနဲ့သူတို့တာဝန်ရှိပါတယ်အကုန်လုံးထိမ့်သိမ်းဆောက်ရှောက်ပါနော်အဲ့ဒီလိုဘလူးနှစ်ကောင်ကဝင်ပြီးတော့ရှောက်တဲ့အခါဒီမထေမြတ်ဟာတရားဓမ္မကိုကြိုးစားအားထုတ်ရင်ကနေပြီးတော့သူဟာယဟနာဖြစ်သွားကာယတသတိကမ္မထာကိုကြိုးပမ်းအားထုတ်ရင်ကနေယဟနာဖြစ်သွားတဲ့အခါမှာသူကအဆောင်ချထားတဲ့ဒီလူနှစ်ယောက်ကိုဘာပြန်ပြောလိုက်တယ်လဲလို့ဆိုတော့မင်းတို့ဝိသုဏမင်းကြီးနဲ့တွေ့တဲ့အခါမင်းတို့ပြောလိုက်ကြတံဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာတတိဆိုတဲ့ကာယကတသတိကမ္မထာကိုအထုတ်နေလို့တတိဆိုတဲ့အဆောင်ရှောင်းနဲ့သူဟာနေတာဖြစ်သောကြောင့်တခြားသူ့ကိုလုံယုံရေးနဲ့စောင့်ရှောက်ရေးချထားကြမလိုပါဘူးသူဟာကာယကတသတိဆိုတဲ့ကမ္မထာနဲ့တတိအဆောင်ရှောက်နဲ့ပဲလုံလောက်တယ်လို့နော်လုံလောက်တယ်အပြင်ကနေအဆောင်ရှောက်သူ့အတွက်မလိုအပ်ဘူးလို့ဝိသုဏမင်းကြီးကိုပြောလိုက်ပါလို့မထေမြတ်ဟာရဲရဲဝံ့ဝံ့အဲ့ဒါလို့ပြောလိုက်တာနော်အဲ့ဒါပြောပြီးဝိသုဏမင်းကြီးပြန်ရောက်လာတဲ့အခါမှာဒီပတိမြတ်ကယန္နာဖြစ်နေတာအဲ့မှာယန္နာဖြစ်တဲ့ဝိသုဏမင်းကြီးကဝန္တာအာရသူနဲ့ပတ်သက်ပြီးချီးကျူးစကားပြောသွားတာလေးရှိတယ်တတိအာရခံတံပန္နောတတိအာရခတံပန္နောတတိဆိုတဲ့အဆောင်ရှောက်နဲ့ပြည့်စုံတဲ့ဒီတိမှာဝိရိယတမာဟိတောဒီကြည်တယ်လုံလဝိရိယနဲ့ပြေးဝတယ်တမာရီရှိတယ်ဆိုတဲ့အရှင်မြတ်ဟာအနုစာတောတတ္ထိတံပုတောတတ္ထုတံပုတောမြတ်စွာဘုရားရဲ့အနုစာတသားယရဏဖြစ်တယ်မြတ်စွာဘုရားကျင့်တဲ့အတိုင်းလိုက်နာကျင့်တဲ့မြတ်စွာဘုရားရဲ့တပိသာဝကတွေကိုအနုစာတသားလို့ပြောခေါ်တယ်သားလိမ္မာမြတ်စွာဘုရားရဲ့တပိသားလိမ္မာဖြစ်တဲ့တံဗုဒ္ဓပုဒ္ဓိအာလို့ခေါ်တဲ့ပုဝ္ဝေနိဝါဒနုတ္တိဝိဇ္ဇာဒိဗ္ဗစကုဝိဇ္ဇာအာတဝကယဝိဇ္ဇာဆိုတဲ့အသိဉာဏ်ဝိဇ္ဇာ၃မျိုးနဲ့မစ္စုပါရကုသေဆုံးခြင်းရဲ့ဟိုဘကန်းကိုသေဆုံးခြင်းကိုကြော်လွှားပြီးတော့မသေးရနိဗ္ဗာန်ဆိုတဲ့ဟိုဘကန်းကိုတက်လန်းသွားပါပြီဆိုတာကိုဝိသုဏမင်းကြီးက
ဝတ္တအာယယဟနာဖြစ်နေတာကိုတွေ့ရတဲ့အခါမှာသူဟာမထေရမြတ်ကိုချီးကျူးပြီးတော့ကြော့သွားတာဖြစ်တယ်ပေါ့အဲ့ဒီမထေရမြတ်ဟာအခုလိုကာယကတတိကိုကျိုးပန်းအထောရင်ကနေယဟနာဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းပဲတံဗုဒ္ဓဆိုတဲ့ငါတပည့်ဟာတရားဓမ္မနဲ့ပတ်သက်လာပြီးတော့ငါ့ကိုဘယ်တော့မှဒီပင်မအောင်မလုပ်ခဲ့ဘူးပင်မအောင်လုပ်တယ်ဆိုတာဘယ်ပုဂ္ဂိုလ်မျိုးတွေတုံးဆိုမြတ်စွာဘုရားစီကမ္မထတောင်းတယ်တရားကိုကြိုးကြိုးစားစားအောင်ထုတ်ဘူးကျုံတိုင်းတပည့်တော်တရားလေးဟောပြပါဦးကျုံတိုင်းတပည့်တော်တရားလေးဆုံးမဩဝါဒလေးပေးပါအောင်ဆိုရင်အဲ့ဒါတရားနဲ့ပတ်သက်ပြီးဒုက္ခပေးတဲ့ပုဂ္ဂိုလ်လို့ပြောတာသူဟာမြတ်စွာဘုရားစီကအဆုံးအမတရားတစ်ခါပဲခံယူပြီးတဲ့နောက်မှာဘုရားရဲ့အဆုံးအမတိုင်းဒီကမ္မထံကိုအောင်မြင်သည့်အထိအောင်ကျင့်တဲ့ကြိုးကိုအထောက်ခဲ့လို့ဘုရားကိုဓမ္မနဲ့ပတ်သက်ပြီးတော့ဓမ္မကိုအကြောင်းပြုပြီးတော့ဘယ်တော့မှဒုက္ခမပေးခဲ့တဲ့ပုဂ္ဂိုလ်ပဲလို့နသမံဓမ္မဓိကရဏဝိဟိထေတိငါ့ကိုတရားနဲ့ပတ်သက်ပြီးဘယ်တော့မှပင်ပန်းအောင်မလုပ်ခဲ့ဘူးတဲ့တံဗုဒ္ဓဆိုတဲ့ယဟန်ဟာနော်တရားဓမ္မကိုလွယ်ကူစွာမှန်မှန်ကန်ကန်ကျင့်သုံးခြင်းဖြင့်အနုဓမ္မကိုကျင့်သုံးခြင်းဖြင့်ဓမ္မဆိုတဲ့ရတ္တမေရတ္တဖို့ကိုမျက်မှောက်ပြုသွားပြီလို့ယဟန်တော်တွေကိုဒီလိုမိန့်ချခဲ့တာအဲ့ဒီမိန့်ချခဲ့တာကိုအကြောင်းပြုပြီးတော့သူကိုယ်တိုင်ကမ္မထာအထုတ်ခဲ့တာတွေသူ့ရဲ့ရရှိထားတဲ့စွမ်းရည်တတ္တိတွေကိုအမတ်တရစကားအဖြစ်ပြောတာယောတိတဝနံဥပခာဘိက္ခုတိတဝနဆိုတဲ့တောအုပ်ကြီးတဲ့ကိုရောက်ရှိနေတဲ့ဧကောတန်တုတ်တိတော်တပါးတည်းနေပြီးတော့ရသမျှနဲ့ရှောင်ရဲတင့်တယ်မှုရှိတဲ့တမဟိတတမာရိစွမ်းအားဖြင့်စိတ်တည်ငြိမ်မှုရှိတဲ့တံဗုဒ္ဓဆိုတဲ့ယဟန်ဟာတဲ့ရက္ခံကာတတတိဒိဋ္ဌိမှာဇွဲလုံးလကြီးကြီးမားမားဖြင့်ကာယတတိကမ္မထန်နဲ့တတိအဆောင်ရှောက်နဲ့ကာယတတိကမ္မထန်ကိုကြိုးပမ်းအထောက်လိုက်တာတဲ့ဝိစိတဝီကိလေသာတွေအလုံးကိုအနိုင်ရပြီးအပေတလောမဟန္တနောကြောက်ရွံ့ခြင်းစတိမွေးခြင်းထားခြင်းဆိုတာသူ့မှာလုံးဝမရှိတော့ဘူးကြောက်ရွံ့ခြင်းကင်းရတင်းနဲ့ယန္နာပုဂ္ဂိုလ်သူမြတ်ဖြစ်ကိုရရှိပါတယ်လို့သူ့ဘဝသူ့အကြောင်းအမှတ်တရစကားကိုပြောခဲ့တာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ကာယတတိကမ္မထာရဲ့စွမ်းအားနဲ့ကြီးမားတဲ့အောင်မြင်မှုကိုရလိုက်တဲ့တိတဝနိယမထေရရဲ့အမှတ်တရစကားကိုမှတ်သားနာယူပြီးဒုတွေလည်းဒုက္ခနာမှာရှိတယ်။သမင်မွေးငင်းခြေသက်လက်သက်သွားအရေကစခန္ဓာကိုယ်ရဲ့သဘာဝတရားတွေကိုအမှန်သိအောင်အမှန်မြင်အောင်တွေ့တာမှုတွေကင်းအောင်ဒုတွေကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံနေကြကြပါစေမေတ္တာရေချမ်းသုံးငါဖြံနေကြကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာ
စိတ်ချမ်းသာလိုရာဆန္ဒပြေပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိသဗ္ဗေတံပဝါယံတုတုကန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အသာစင်ထောရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တရှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွေညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း